နဂရောပမတုတ်ကိုလေးလာသုံးသပ်ခြင်းဘုရားမြတ်စွာရဲ့အဆုံးအမဒေသနာတော်တွေဟာလောကသားတွေအတွက်အကျိုးဖြစ်ဖို့အဓိကစိတ်ကိုအဓိကထားပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်စိတ်ပိုင်းဆိုင်ရာဖြူစင်ရေးစိတ်ဓာတ်မြင်မာရေးနဲ့စိတ်ဓာတ်ကြံ့ခိုင်ရေးတို့ကိုဦးစားပေးပြီးတော့ဆုံးမထားတာတွေဖြစ်တယ်စိတ်ကိုဗဟုပြုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမဟာအင်တမတဘာဝကြပြီးတော့စိတ်တဏနိယတိလောကောလို့ဆိုတဲ့အတိုင်းလောကတတ္တလောကကြီးတစ်ခုလုံးဟာစိတ်ကရှေ့ဆောင်နေတာဖြစ်တယ်ဆိုတာအလွန်ထင်ရှားတယ်ပြောဆိုသမျှလောကင်သမျှတွေစိတ်ထဲမှာအရင်ပေါ်လာပြီးတဲ့နောက်မှာမိမိရဲ့စိတ်ရဲ့ဆန္ဒရှိတဲ့အတိုင်းလူတွေဟာကြံတွေးမိတဲ့အတိုင်းပြောဆိုကြတယ်လှုပ်ဆောင်ကြတယ်သို့သောစိတ်ဆိုဒီမှာဖြူစင်တန်ရှင်းတဲ့စိတ်မဟုတ်ဘဲကိရိတာအညစ်အကြေးတွေလွှမ်းခြုံထားတဲ့စိတ်မျိုးဆိုလို့ရှိရင်ကောင်းတဲ့ဘက်ကိုဥညွတ်မှုမပြုပဲကောင်းတဲ့ဘက်ကိုမတွေးပဲမကောင်းတဲ့ဘက်ကိုတွေးခေါ်ပြီးတော့လာတဲ့စိတ်နဲ့ပြောလိုက်မယ်လောက်ကင်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်ကျိုးနဲ့ဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့ရတယ်ဒါကြောင့်မို့စိတ်ဟာအမတန်မှအရေးကြီးတယ်လူတွေတစ်စုံတစ်ခုပြောမယ်ဆိုရင်စိတ်ထဲမှာအရင်ပေါ်လာတယ်တစ်စုံတစ်ခုလှုပ်တော့မယ်ဆိုရင်လည်းစိတ်ထဲကအရင်ကြံတွေးကြတယ်ဒါကြောင့်မို့စိတ်စင်ကြယ်တန်ရှင်းမှုစိတ်ဖြူစင်မြင့်မြတ်မှုတို့စိတ်ရဲ့အညစ်အကြေးတွေကလွတ်ကင်းနေမှုအင်တန်မှအရေးကြီးတာဖြစ်သောကြောင့်စိတ်တန်ရှင်းရေးနဲ့ပတ်သက်ပြီးလေ့ကျင့်တဲ့နည်းတွေကိုမြတ်စွာဘုရားသုတ်တန်တိုင်းမှာလို့ထည့်သွင်းပြီးတော့ဟောကြားဆုံးမတော်မူတာဖြစ်တယ်နဂရောပမတုတ်ကိုလေးလာသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်လေလောကမိမိကိုယ်ကိုဖြူဖြူစင်စင်နဲ့တန်ရှင်းစင်ကြယ်တဲ့ဘဝမှာအပြစ်ကင်းစင်ပြီးတော့နေလိုကြတဲ့ပုဂ္ဂိုလ်တွေမြည်တို့မြည်ပုံလိုက်နာဆောင်ရွက်ရမယ်ဆိုတာကိုနေခြားဒေသမှာရှိတဲ့မြို့တစ်ခုနဲ့ပုံနှိုင်းပြီးတော့မြတ်စွာဘုရားကမ္မထမ်းကျင့်စဉ်တစ်ခုမျိုးစိတ်ဓာတ်ဖြူစင်အောင်လက်တွေ့လှုပ်ဆောင်ရမယ်ဤစနစ်ကိုဆုံးမဟောကြားခဲ့တာဖြစ်တယ်ပေါ့ဒီလိုဆုံးမဟောကြားတဲ့ဒေသနာတော်တွေဟာဓမ္မပဒဂါထာမှာနဲ့အခုအင်္ဂုတ္တရနိကေမှာလာတဲ့နဂရောပမသုတ်တန်တို့ဆိုတာထပ်တူညီမျှပဲမြတ်စွာဘုရားရဲ့ဒေသနာတော်တွေဟာကွဲပြားမှုမရှိပဲစိတ်ကိုဗဟုပြုပြီးတော့ဆုံးမတဲ့ဩဝါဒတွေသာဖြစ်တယ်ဘုန်းကြီးတို့တွေဖြူစင်မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့ဘဝခရီးကိုဖြတ်သန်းသွားလာဖို့အတွက်ဘာတွေလိုအပ်တယ်လိုအပ်ချက်တွေကိုမြတ်စွာဘုရားကလမ်းညွှန်မှုပြုတာဖြစ်တယ်ထိုလမ်းညွှန်တဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဖြူစင်မြင့်မြတ်တဲ့စိတ်ဓာတ်တွေနဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးနောက်ဆုံးနိဗ္ဗာန်ချမ်းသာထီအောင်မျက်မှောက်ပြုနိုင်လောက်အောင်စိတ်ကောင်းနှလုံးကောင်းလို့ဆိုရတဲ့အရာတွေဘယ်ပုံပဲနည်းလိုက်နာကျင့်သုံးရမယ်လူတွေရဲ့စိတ်ထဲမှာလိုအပ်တဲ့အချက်တွေပြည်သည့်အရာမျိုးကိုမိမိရဲ့စိတ်ထဲမှာရှိတဲ့ရှိတိုက်တယ်စိတ်ရဲ့အညစ်အကြေးတွေကိုတွန်းလှန်ဖယ်ရှားတဲ့အခါမှာအရေးကြီးတဲ့အရည်သွေးတွေကဘာတွေဖြစ်တယ်ဆိုတာကိုနဂရောပမသုတ်တန်ကိုနာယူမှတ်သားခြင်းဖြင့်ဒီချက်တွေဟာထင်ထင်ရှားရှားဖြစ်လာမြတ်ဗုဒ္ဓရဲ့အဆုံးအမဖြင့်ဒီကနေ့ခေတ် meditation လို့ဆိုပြီးစိတ်ချမ်းသာမှုစိတ်ရဲ့ငြိမ်းချမ်းမှုကိုလိုလားတဲ့ပုဂ္ဂိုလ်တိုင်းဟာလေ့ကျင့်နေကြကဘာမှာဆိုရင်ဘုရားကိုကိုးကွယ်သူပဲဖြစ်စေဘုရားကိုမကိုးကွယ်သူပဲဖြစ်စေ
meditation လို့ဆိုတဲ့ဤစနစ်တွေကိုအသုံးချပြီးတော့စိတ်ငြိမ်းချမ်းမှုစိတ်ဖြူစင်မှုကိုရှာကြမ်းနေကြတယ်အဲ့ဒါလို့ရှာကြမ်းနေတဲ့အထက်မှာနဂရောပမသုတ်တံကိုလေးလာသုံးသပ်ကြည့်ပြီးတော့ဒီသုတ်တံမှာညွှန်ပြတဲ့လမ်းအတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်ဖြူစင်တဲ့ဘဝစိတ်ဓာတ်ဖြူစင်မြင့်မြတ်တဲ့အနေအထားတစ်ခုမိမိတို့ကိုယ်တိုင်ရရှိနိုင်ကြမှာဖြစ်တယ်ပေါ့အဗ္ဗဓမ္မရှင်းလင်းပြတ်သားတဲ့ဥပမာစကားရပ်တွေနဲ့မြတ်စွာဘုရားလိုက်နာဆောင်ရွက်နိုင်အောင်နဂရောပမသုတ်တံကိုဟောကြားခဲ့တာဖြစ်တယ်အဲ့ဒီသုတ်တံမှာဒီသုတ်တံကိုမလေးလာမသုံးသပ်ခင်ဓမ္မပဒမှာမြတ်စွာဘုရားအချင်းချုပ်ဟောထားတဲ့ဂါထာလေးတစ်ပုဒ်ကိုကြည့်လိုက်မယ်ဆိုရင်လေမိမိတို့ဘဝမှာဘယ်လိုနေထိုင်ရမယ်ဆိုတာအရှင်းသာကြီးပေါ်လွင်လာတယ်ပေါ့အဲ့ဒီမှာကုံဘူးပမံကာယမိမံဝိဒိတဝါနဂရူပမံစိတ်တမိထံထပိတဝါစိတ်တန်ရှင်းရေးအတွက်ကြိုးစားအထောက်မယ်စိတ်ဖြူစင်အောင်လုပ်ကြမယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံနဲ့လုပ်ရဘယ်နည်းစနစ်နဲ့လုပ်ရဆိုပါစို့ရွှေကိုတန်ရှင်းအောင်ရွှေရဲ့အညစ်အကြေးတွေကိုထုတ်ပြစ်မယ်ဆိုလို့ရှိရင်ပရိစ္ဆေယတွေဟာစနစ်တကျမိုက်ခွက်ထဲမှာထည့်ပြီးတော့ရွှေကိုကျင်ကြရစနစ်တကျလုံနိုင်မှရွှေရဲ့အညစ်အကြေးတွေကင်းစင်ပြီးတော့ရွှေစင်ရွှေစစ်ကိုရနိုင်ထို့တူပဲစိတ်ထဲမှာတန်တရားကလေးကဆွဲကပ်နေတဲ့စိတ်ရဲ့အညစ်အကြေးတွေ mental impurity လို့ခေါ်တဲ့စိတ်ရဲ့အညစ်အကြေးတွေအဲ့ဒါတွေကိုထုတ်ပြဖို့ဆိုတဲ့အခါဘယ်လိုပုံစံနဲ့ထုတ်ရမလဲဆိုတာကိုမြတ်စွာဘုရားရှင်းလင်းဖော်ပြတာဖြစ်တယ်အတူချုပ်ပြောတဲ့အခါဘုန်းကြီးတို့တွေမှာရုပ်ခန္ဓာကိုယ်ကြီးရှိသလိုနာမ်ခန္ဓာလို့ဆိုတဲ့စိတ်ဥဆောင်တဲ့ပိုင်းကလည်းရှိတယ်အဲ့ဒါလို့စိတ်ရဲ့အညစ်အကြေးတွေကိုတန်ရှင်းတော့မယ်ဆိုလို့ရှိရင်ကုံဘူးပမံကာယမိမံဝိရိတဝါဘုန်းကြီးတို့တွေရဲ့ကိုယ်ကာယကြီးကိုဘာနဲ့အလားတရံရှုမြင်ရမလဲလို့ဆိုရင်မြေအိုးနဲ့အလားတရံတူတာကိုရှုမြင်နိုင်ရမယ်မြေအိုးဆိုဒီမှာအထီးကိုက်မခံဘူးအလွန်ကွဲလွယ်တဲ့အရာဖြစ်တယ်နောက်ဆုံးမှာကွဲခြင်းမှသာအဆုံးသတ်သွားတယ်မြေအိုးဟာအထီးကိုက်မခံကွဲလွယ်တယ်လို့ပဲဘုန်းကြီးတို့တွေရဲ့ရုပ်ခန္ဓာကိုယ်ကြီးဟာလည်းပျက်စီးလွယ်တဲ့အနေအထားမျိုးမှာရှိတယ်ကြည့်လေရေကြိုးကနေချော်လဲလို့ဘာဖြစ်လို့ညာဖြစ်လို့ ਨੇ ခန္ဓာကိုယ်ဟာထိခိုက်လိုက်တာနဲ့တပြိုင်နက်ကွဲသွားတယ်အယိုးကျိုးသွားတယ်ဆိုတာမျိုးတွေခန္ဓာကိုယ်ရဲ့ကြန့်ခိုင်မှုမရှိတဲ့သဘောတရားဟာအလွန်ပဲထင်ရှားနောက်ဆုံးမှာခန္ဓာကိုယ်ကြီးရဲ့ကြန့်ခိုင်မှုမရှိသည့်အတွက်ကြောင့်သေးငယ်တဲ့ခြင်ကလေးတွေကတောင်မှလူခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးကိုဆုပ်ယူနိုင်တဲ့အနေအထားမျိုးထိအောင်ရောက်တယ်လူရဲ့ခန္ဓာကိုယ်ဟာကြန့်ခိုင်မှုမရှိဘူးအင်အားမရှိဘူးအထိခိုက်မခံဘူးအဲ့ဒါကြောင့်မလို့ကိုယ်ခန္ဓာကိုယ်ကိုမြေအိုးလိုပဲဘာမှအထိခိုက်မခံတဲ့အရာအဖြစ်သို့မဟုတ်တခဏမျှသာတည်ရှိတဲ့အရာဖြစ်တာဝကာလိကာလို့ဆိုတဲ့တခဏမျှသာတည်ရှိတဲ့အရာဖြစ်စိတ်ထဲမှာနှလုံးသွင်းမှတ်ယူပြီးတဲ့အခါနဂရုပမံစိတ်တမိတံထပိတဝါကိုယ့်ရဲ့စိုက်ကလေးကိုတော့နေဇတ်ဒေသမှာတစ်ဖက်ရန်သူတွေကိုကာကွယ်ဖို့ဆိုပြီးတိဆောက်ထားတဲ့ကိန္ဒမြို့ကလေးပမာကိုယ့်ရဲ့စိတ်ကိုတော့ပြည့်စုံလုံလောက်အောင်အကာအကွယ်တွေယူထားရဒါတနည်းအားဖြင့်ပြောမယ်ဆိုရင်ဘုရားညွှန်ပြနေတဲ့ဝိပဿနာ meditation လို့ခေါ်တယ်ဝိပဿနာကျင့်စဉ်တစ်ခုဘယ်ပုံဘယ်နည်းလုပ်ရမယ်ဆိုတာလိုအပ်ချက်တွေကိုရှင်းလင်းဖော်ပြနေခြင်းပဲဖြစ်တယ်ဒီဓမ္မပဒဒေသနာတော်မှာမြတ်စွာဘုရားနဂရုပမံစိတ်တမိတံထပိတဝါအသီးသီးမိမိတို့တဏ္ဍာမှာရှိတဲ့စိတ်ကလေးကို
နယ်စပ်ဒေသမှာတိဆောက်ထားတဲ့ကင်းထက်မြို့ကလေးလိုရန်သူနဲ့အလွန်နီးတယ်ရန်သူနဲ့အချိန်မရွေးရန်သူကရောက်လာပြီးတော့ဖြည့်ဆည်းတိုက်ခိုက်နိုင်တဲ့မြို့လေးအန္တရာယ်ရှိတဲ့မြို့လေးကြန့်ခိုင်အောင်ထိုမြို့မှာလိုအပ်ချက်တွေအားလုံးပြည့်ပြည့်စုံစွာမြို့လေးတစ်ခုကိုတိဆောက်ထားတယ်လို့ပဲကိုယ့်ရဲ့စိတ်ကလေးမှာလည်းပဲပြင်မရန်သူတွေကိုယ်စိတ်ထဲမှာကိလေသာဆိုတဲ့ရန်သူတွေတွန်းလှန်ဖယ်ရှားနိုင်ဖို့အတွက်မြို့ပြပမာကိုယ်စိတ်ကိုတိဆောက်ထားပါလို့ဒီလိုဓမ္မပဒမှာညွန်ပြတယ်လို့ပဲအခုနဂရောပမဆိုတဲ့သုတ်တံမှာလည်းပဲဒီအချက်ကိုပဲညွန်ပြတာဖြစ်ပါတယ်နဂရောပမနဂရဥပမာနဂရဆိုတာနေဇတ်ဒေသမှာရှိတဲ့ကင်းထမြို့ကလေးကိုနဂရဒီနေရာဥပမာနှိုင်းရှင်ပြเสียကိုယ်စိတ်လေးကိုဒီအရေးပါတဲ့လုံလုံချုံချုံတိဆောက်ထားတဲ့မြို့ကလေးတစ်မြို့တစ်ဖွဲခံစားနားလည်ကြည့်ပြီးတော့အဲ့ဒီမြို့လေးမှာလိုအပ်တဲ့အင်္ဂါရပ်တွေဟာဖြည့်ဆည်းထားတယ်လို့ပဲစိတ်ကလေးထဲမှာလဲလိုအပ်တဲ့အင်္ဂါရပ်တွေကိုဖြည့်ဆည်းထားဖို့ဆိုပြီးဒီနေရောပမသုတ်တံမှာရှင်းလင်းဖော်ပြထားတာဖြစ်တယ်ပေါ့ရှေးခေတ်ကမြို့ပြတည်တဲ့စနစ်ကိုမြတ်စွာဘုရားဟာခြေပြုပြီးတော့ဟောတာဖြစ်သောကြောင့်ခဏိခေတ်နဲ့တော့ကွဲလွဲခြင်းကွဲလွဲကောင်းကွဲလွဲလိမ့်မယ်အလွန်ပဲစိတ်ဝင်စားစရာကောင်းတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုလူတိုင်းနားလည်အောင်မြတ်စွာဘုရားကစိတ်ကိုဗဟုပြုပြီးတော့စိတ်ဓာတ်တန်ရှင်းမှုကိုမြည်တို့မြည်ပုံဆောင်ရွက်ရမယ်ဆိုတာကိုမြို့ပြဥပမာနဲ့ရှင်းပြီးတော့ပြထားတာဖြစ်တယ်နိုင်ငံကြီးတနိုင်ငံကိုအုပ်ချုပ်နေတဲ့ဘုရင်တဦးဟာနေဇတ်ဒေသတွေမှာလုံခြုံရေးအတွက်မြို့တစ်မြို့ကိုတည်ထောင်ပြီးတော့ကင်းထမြို့အဖြစ်တည်ဆောက်လို့ရှိကြတယ်အဲ့ဒီကင်းမြို့လေးဟာနိုင်ငံတနိုင်ငံလုံးလုံခြုံရေးအတွက်အလွန်အရေးပါတဲ့မြို့ဖြစ်တယ်နေဇတ်ခန္ဓာမြို့ဆိုတာအလွန်ကိုအရေးပါတစ်ဖက်ကရန်သူတွေလာလို့ရှိရင်တွန်းလှန်ဖယ်ရှားနိုင်အောင်လို့မြို့ကလေးကိုတိဆောက်တဲ့အခါမှာဘယ်လိုတိဆောက်ရလဲဆိုမန္တလေးမြို့ကြီးကိုကြည့်လိုက်မယ်ဆိုရင်ရှေးခေတ်ကမြို့တိဆောက်ပုံလေးကိုကြည့်မန္တလေးမြို့ကြီးမှာရှေးခေတ်ကဆင်နေမြင်းနေအလွယ်တကူပေါက်ရောက်မလာနိုင်အောင်ရေကျုံနဲ့ပတ်ရံပြီးတော့ထားဒီကနေ့ခေတ်မန္တလေးမြို့ကိုအာရုံပြုကြည့်မန္တလေးမြို့ရဲ့တတိုင်းပြင်ဘက်မှာကျုံဆိုတာရှိတယ်အဲ့ဒီကျုံဆိုတာရှေးခေတ်ကဆင်တို့မြင်းတို့အဟံတားလုပ်ဖို့အတွက်လုံလောက်တဲ့အတိုင်းအတာတစ်ခုရှိရန်သူတွေမြို့ကိုမချင်းကပ်နိုင်အောင်ဟန်တားထားတယ်အဲ့ဒီကျုံထဲမှာအင်မတန်မှကြမ်းတမ်းတဲ့မိချောင်းတွေတို့လွတ်ပြီးတော့ထားအဲ့ဒါလို့ရေထဲမှာဆင်းလာလို့ရှိရင်အလွတ်မပေးတဲ့မိချောင်းရဲတွေကိုလွတ်ပြီးတော့ထားတာမျိုးအကာရှေးခေတ်ကတော့လောက်ကြတယ်ပေါ့ဒီကနေ့ခေတ်အနေနဲ့ကတော့လုံခြုံမှုမရှိတော့ဘူးလို့ပြောရအခုလည်းပဲရသော်ဘုရားကဥပမာအနေနဲ့ရှင်းပြတဲ့မြို့လေးဟာရှေးခေတ်ရှေးစနစ်နဲ့ရှင်းပြတဲ့မြို့သာဖြစ်တယ်ပေါ့ကျုံကိုနည်းနည်းတူးထားတာဖြစ်ရမယ်ကျုံထဲကိုဆင်းလိုက်လို့ရှိရင်မြုပ်သွားလောက်ဆင်းနေမြင်းနေထီအောင်မြုပ်သွားလောက်ကျုံရည်ဟာနဲ့ရမယ်လို့ဆိုတော့တယ်အဲ့ဒါလို့ကျုံရည်နဲ့လို့ရှိရင်ရန်သူတွေဟာအလွယ်တကူနဲ့ဒီကပ်ရောက်လာနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ကျုံနဲ့ခြင်းဟာလည်းပဲမြို့လေးတစ်ခုအတွက်လုံခြုံမှုကိုအထောက်အကူအများကြီးဖြစ်တယ်လို့သူတို့ဆိုလို့ကျုံနဲ့အောင်တူးထားခြင်းဖြင့်ရေဖြည့်ထားခြင်းဖြင့်ပြင်မရန်သူတွေဟာပြင်မရန်သူတွေကိုအဟံတားဖြစ်စေပြီးအတွင်းမှာနေကြတဲ့မြို့သူမြို့သားတွေအတွက်အကာအကွယ်ဖြစ်တယ်ပေါ့အဲ့ဒါလိုပဲဘုန်းကြီးတို့တွေရဲ့စိတ်ဓာတ်ကိုအကာအကွယ်ဖြစ်ဖို့ရအတွက်ကျုံကိုနည်းနည်းတူးထားတယ်လို့လူတွေရဲ့စိတ်ထဲမှာလည်းကိလေသာအညစ်အကြေးတွေမဖြစ်အောင်ဘာလုပ်ရမလဲဆိုတာမြတ်စွာဘုရားရှင်းပြတာနော်အဲ့ဒါလို့ရှင်းပြတဲ့အချက်တွေတစ်ခုချင်းမြို့ရဲ့တိဆောက်ပုံကိုကြည့်ပြီးတော့ရှင်းလင်းဖော်ပြသွားတာဖြစ်တယ်ပေါ့အဲ့ဒီမဲ့မြို့ရဲ့အင်္ဂါရပ်တွေနဲ့ပတ်သက်ပြီးတော့နံပါတ်1ပြောမယ်ဆိုလို့ရှိရင်မြို့တကားမှာ
မန္တလေးမြို့တကားတဲ့တဲ့ကိုကြည့်လိုက်မြို့တကားကိုတဲ့တဲ့ကြီးမမြင်ရဘဲနဲ့ရှေ့ကတကားတဲ့တဲ့ကနေပြီးတစုံတစ်ခုနဲ့ပြစ်သွင်းရင်မရအောင်ရှေ့မှာအကာကြီးတစ်ခုလှုပ်ထားတယ်ရှေ့ခေတ်တုန်းကတော့ဘာလှုပ်တယ်လဲလို့ဆိုလို့ရှိရင်မြို့မှာအဲ့ဒီဧတိကာလို့ခေါ်တဲ့အိန္ဒခိလလို့လည်းသုံးတဲ့တကားတိုင်ဆိုတာရှိအဲ့ဒီတကားတိုင်ဆိုတဲ့အရာဟာအလုံးကိုခိုင်ခန့်တယ်မြို့လုံခြုံရေးအတွက်ဒီမြို့တကားလုံခြုံမှုဟာအလုံးကိုအရေးကြီးတာဒါကြောင့်မို့လို့မြို့တကားတိုင်ဆိုတဲ့ဧတိကာဆိုတဲ့ပါဠိလိုခေါ်တဲ့ဧတိကာဆိုတဲ့အရာဟာအင်မတန်မှနဲ့အောင်လုပ်ရဆိုပါစို့ဒီအပေါ်မှာမြေကြီးပေါ်မှာ8တောင်လောက်ပေါ်နေတယ်ဆိုရင်မြေကြီးတဲ့အနက်ကလည်းပဲ8တောင်လောက်နေရအပေါ်မှာအတောင်20ပေါ်နေလို့ရှိရင်မြေကြီးထဲမှာလည်းအတောင်20နဲ့အောင်အဲ့ဒါလိုလှုပ်ထားတဲ့အရာဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့ပထမဆုံးမြို့ရဲ့အစဉ်တစားမျိုးဖြစ်တဲ့တကားတိုင်လုံနေကြပုံစံကိုတက္ကရာမှာရှင်းပြထားတာလေးရှိတယ်ပေါ့တကားတိုင်လို့ခေါ်ကြတဲ့ဧတိကာဆိုတဲ့အဲ့ဒီတိုင်ကြီးဟာအလွန်မှကြန့်ခိုင်ဆင်နဲ့အစွဲနဲ့ထိုးခွာလို့လည်းပဲအပေါ်ကတိမ်ကြံထားတဲ့အင်္ဂလိပ်တွေဟာကွာခြင်းမရှိဘူးအလွန်မာကျောတယ်ကြောက်တောင်လို့ဖြစ်နေတယ်ဆင်နဲ့ဘလောက်အောင်ရိမ့်ရိုင်သွားခြင်းမရှိဘူးအလွန်ကြန့်ခိုင်တယ်အဲ့ဒီတကားတိုင်ကြီးကနေဆွဲနှုတ်ပြီးတကားကိုပွင့်အောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်တော့အောင်အလွန်ကြန့်ခိုင်မှုရှိတယ်အဲ့ဒီတကားတိုင်ဟာမြို့ပြကြန့်ခိုင်ရေးအတွက်လှုပ်ထားရှိတယ်မြို့အလှပအနေနဲ့လှုပ်ထားတာရှိတယ်အဲ့ဒီနှစ်ခုစလုံးဟာအလွန်ခိုင်ခန့်စွာလှုပ်ထားတာဖြစ်လို့ပြင်ပရန်သူတယောက်ဟာအဲ့ဒီတကားတိုင်ကိုဖယ်ရှားပြီးတော့မြို့ထဲဝင်နိုင်ဖို့ဆိုတာအလွန်ကိုခဲရင်တယ်လို့ဒီလိုဆိုတာပေါ့နော်အလွန်ကိုခဲရင်တယ်နေဇတ်ဒေသမှာရှိတဲ့ခန္ဓာမြို့ကလေးရဲ့တကားတိုင်ဟာကြမ်းခိုင်ပြီးတော့တွင်းနဲ့ကြီးနဲ့စိုက်ထားတဲ့အသားတိုင်ပဲဖြစ်စေကြောက်တိုင်ပဲဖြစ်စေအုတ်တိုင်ပဲဖြစ်စေတခုအလွန်ကြမ်းခိုင်တဲ့ဟာမျိုးလောက်ကင်ပြီးတော့ထားအဲ့ဒါမျိုးလိုပဲကိုယ်စိတ်လေးကိုလုံခြုံရေးအတွက်လှုပ်ချင်ပြီဆိုလို့ရှိရင်ဘာကိုကြန့်ခိုင်အောင်လုပ်ရမလဲဆိုရင်တတ္ထာဆိုတဲ့ယုံကြည်မှုကိုကြန့်ခိုင်အောင်လုပ်ရတကားတိုင်းဟာအလွန်ကြန့်ခိုင်တယ်လို့ပြင်မရန်သူတွေမဝင်နိုင်အောင်ဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့တတ္ထာဆိုတာလဲကြန့်ခိုင်အောင်လှုပ်ထားဖို့လိုအပ်တယ်အကယ်၍တတ္ထာဆိုတဲ့ယုံကြည်ချက်မကြန့်ခိုင်ဘူးဆိုလို့ရှိရင်လူတွေမှာဘာဖြစ်တတ်လဲဆိုဟိုဘာသာကိုးကွယ်ရကောင်းလို့ဒီဘာသာကိုးကွယ်ရကောင်းလို့ဟိုဟာကမှန်တယ်လို့ဒီဟာကမှန်တယ်လို့နဲ့စိတ်ထဲမှာဇဝေဇဝါဖြစ်ရိမ့်ရိုင်လာတယ်ပေါ့အဲ့ဒီရိမ့်ရိုင်လာလို့ရှိရင်ကြန့်ခိုင်မှုမရှိသည့်အတွက်ကြောင့်စိတ်ရဲ့ရိမ့်ရိုင်မှုတွေဟာအကုသိုလ်ကိုဖယ်ရှားဖို့ကုသိုလ်တရားတွေဖြစ်ပွားစေဖို့ဆိုတာအလုံးကိုခဲရင်သွားစိတ်ကလေးကိုတန်စင်ကြယ်အောင်လုပ်ဖို့ဆိုတာစိတ်ထဲမှာရှိနေတဲ့အကုသိုလ်တရားတွေကိုဖယ်ရှားဖို့နဲ့စိတ်ထဲမှာကုသိုလ်တရားတွေဖြစ်ပွားအောင်ပြုလုပ်ခြင်းသာလည်းဖြစ်တယ်ပေါ့စိတ်ဓာတ်ကြံခိုင်မှုအတွက်မိမိစိတ်ကလေးကိုမြို့ပြပမာတိဆောက်ဖို့ရာအတွက်တရားဆိုတာဟာတကယ်ကိုတကားတိုင်လို့အခိုင်အမာစိုက်ထူထားဖို့လိုအပ်တယ်ပေါ့ဒီတရားဆိုတာဟာရိမ့်ရိုင်သွားတတ်တယ်ရိမ့်ရိုင်သွားလို့မှတခါတော့ကရှင်သေဝလိရဲ့မဲတော်အရေးပေါ်ဆွမ်းကပ်လို့တဲ့အခါမှာသေတွင်းကလွန်မြောက်လာလို့အရေးပေါ်ဆွမ်းကပ်ခြင်းလို့တပတ်လောက်ဖျားမှုရှိတဲ့တန်ဃာတွေကိုပင့်တဲ့အခါမြတ်စွာဘုရားသခင်ကိုရောမြတ်ကရှင်သေဝလိလေးအလောင်းဖြစ်တဲ့သူငယ်လေးကိုချီးမြှောက်ဖို့ရှိလို့အခွင့်အရေးပေးခြင်းခွင့်ရေးပေးတာဟာယဟန္တာပုတ်ဖြစ်မဲ့ပုဂ္ဂိုလ်ဖြစ်လို့မြတ်စွာဘုရားအခွင့်ရေးပေးအဲ့ဒါလို့အခွင့်ရေးပေးမယ်ဆိုတော့ယဟန်ဖျားမှုရှိတဲ့တန်ဃာတွေကိုလည်းရှင်မောက္ကလန်ရဲ့
တကားတူကနေပြီးတော့အဲ့ဒီ9ရက်တာကာလဆွမ်းစားပင့်ထားတာရှိတယ်တန်ဃာတွေကိုဆွမ်းကပ်မယ်လို့လျှောက်ထားပြီးသားဖြစ်တယ်လျှောက်ထားပြီးသားဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားရှင်သီဝလိကိုချီးမြှောက်လို့တဲ့သီဝလိလောင်းလေးကိုချီးမြှောက်လို့ရှင်မောက္ကလန်ကိုခေါ်ပြီးတော့မောက္ကလန်သင်ရဲ့တကားကိုပြောပါတပတ်လောက်နောက်ဆုတ်ပေးပါလို့ရက်ရွှေ့ပေးပါလို့ပြောခိုင်းအဲ့ဒါလို့ပြောခိုင်းတဲ့အခါကျတော့အဲ့ဒီတကားကဘာပြောတယ်လဲလို့ဆိုရင်အရှင်ဘုရားတဲ့အရှင်ဘုရားအာမခံချက်3ချက်ပေးနိုင်မယ်ဆိုရင်တပည့်တော်နောက်ဆုတ်ပေးမယ်ဘာအာမခံရမှာလဲဆိုဒီ9ရက်အတွင်းမှာတပည့်တော်ရဲ့အသက်မသေးပါဘူးတပည့်တော်ရဲ့ပစ္စည်းတွေမပြတ်ပါဘူးတပည့်တော်ရဲ့တရားတရားပြောင်းမသွားပါဘူးဆိုတာအရှင်ဘုရားအာမခံချက်ပေးနိုင်လားတဲ့အဲ့ဒီအချက်3ချက်အသက်ရဲ့စီစဉ်ဥစ္စာရဲ့တရားတရားရဲ့ဒီ3ချက်ကိုအရှင်ဘုရားအာမခံမယ်ဆိုရင်တပည့်တော်9ရက်နောက်ဆုတ်ပေးဖို့မခဲရင်ပါဘူးနောက်ဆုတ်ပေးပါမယ်ဆိုတော့ရှင်မောက္ကလန်ကစဉ်းစားပြီးတော့အေးအသက်လည်းမသေးဘူးပစ္စည်းဥစ္စာတွေလည်းမပြတ်ဘူးအဲ့ဒါ2ခုအတွက်ငါအာမခံတယ်တရားတရားတော့ငါအာမမခံနိုင်ဘူးမင်းပါမယ်ထိုင်ရမယ်လို့ဒီလိုပြောဆိုလိုတာကလူတွေရဲ့တရားတရားဆိုတာအခုတစ်မျိုးဖြစ်တတ်လို့ရိမ့်ရိမ့်သွားတတ်တယ်ပေါ့အဲ့ဒါကြောင့်မလို့တရားတရားကြံ့ခိုင်မှုဟာအလွန်အရေးကြီးတယ်လို့မြို့ကလေးတစ်မြို့မှာမြို့ထဲဝင်ဖို့တကားပေါက်ခိုင်ခိုင်ခန့်ခန့်စိုက်ထားတဲ့တကားတိုင်ရဲ့ကြံ့ခိုင်မှုဟာအရေးပါတယ်လို့ပဲဘုန်းကြီးတို့တွေမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာဖို့စိတ်ဓာတ်ဖြူစင်အောင်ကြိုးစားအထောက်ဖို့စိတ်ဓာတ်ကြံ့ခိုင်အောင်အထောက်ဖို့အကုသိုလ်ဆိုတဲ့အညစ်အကြေးတွေကိုဖယ်ရှားဖို့ကုသိုလ်ဆိုတဲ့ဖြူစင်တဲ့စွမ်းအားတွေကိုယ်တဏ္ဍမှာဖြစ်ဖို့အပြစ်ရှိတဲ့အရာတွေကိုတွန်းလှန်ဖယ်ရှားဖို့အပြစ်ကင်းတဲ့အရာတွေကိုယ်တဏ္ဍမှာတည်ဆောက်ဖို့ကိုယ့်ကိုဖြူစင်အောင်စင်ကြယ်အောင်မြင့်မြတ်အောင်နေထိုင်ဖို့လို့ဆိုတဲ့နေရာမှာတရားဟာတကားတိုင်ပမာအလွန်ပဲကြံ့ခိုင်မှုလိုအပ်တယ်လို့ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့တရားဆိုတဲ့တကားတိုင်ကိုကြံ့ကြံ့ခိုင်ခိုင်ကြီးဆောက်လုပ်ထားရမယ်တိဆောက်ထားအောင်လူတိုင်းဟာရဲရံခြင်းမရှိတဲ့တရားတရားရှိဖို့လိုအပ်တယ်လို့နဂရောပမသုတ်တံတရားကိုတကားတိုင်အနေနဲ့မြတ်စွာဘုရားရှင်းလင်းဟောကြားထားတာဖြစ်တယ်။ဒါကြောင့်မို့စိတ်ဓာတ်လေးကိုဖြူစင်အောင်လုပ်ခြင်းရှေးဥစွာဘုန်းကြီးတို့တကားတိုင်နဲ့အလားတရားတူအောင်တူတဲ့ကြံ့ခိုင်မှုမျိုးရအောင်တရားကိုကြံ့ခိုင်အောင်လုပ်ဖို့လိုအပ်တယ်တဲ့။ဟောနောက်တစ်ခုမြို့လေးတစ်မြို့ဟာမြို့ထဲမှာဝင်ဖို့တကားတိုင်ကအရေးကြီးတယ်လို့မြို့နာချင်းကပ်တဲ့အခါမှာအလွယ်တကူချင်းကပ်မလာနိုင်အောင်ကျုံးဆိုတာနည်းနည်းတူထားဖို့လိုအပ်တယ်ပေါ့ကျုံးနဲ့မြို့ရိုးနဲ့ခက်ကွာမန္တလေးမှာကျုံးပတ်ထားတယ်လို့ပဲအဲ့ဒါလို့ကျုံးကိုနည်းနည်းတူးပြီးတော့ကျဲနဲ့နည်းနည်းတူးထားတဲ့ကျုံးနဲ့တကားတွေနဲ့ခက်လန်းလန်းဖြစ်နေအောင်ရန်သူတွေမချင်းကပ်နိုင်အောင်ကျုံးကာထားဖို့လေလိုအပ်တယ်လို့ဆိုတာဒါဖြင့်စိတ်ဓာတ်ဖြူစင်မှုစင်ကြယ်တဲ့ဘဝကိုရရှိအောင်ကျင့်ကြံကြိုးကိုအထောက်ဖို့ဆိုတဲ့အခါမှာဘာလိုအပ်တုံးဆိုတော့ဘုန်းကြီးတို့ရဲ့တဏ္ဍာမှာအကုသိုလ်တွေမဖြစ်ဖို့ဟာအရေးအကြီးဆုံးကဘာလဲအကုသိုလ်ဆိုတဲ့ရန်သူတွေကိုနာကပ်မလာအောင်ဘာနဲ့ဟန်တားရမလဲလို့ဆိုတော့ဟိရိဆိုတဲ့အရှက်တရားနဲ့ဟန်တားထားဖို့လိုတယ်ပေါ့ဟိရိဆိုတဲ့အရှက်တရားဟာမြို့ကြီးတစ်ခုလုံးကိုကျုံးပတ်ထားသလိုပဲမိမိရဲ့စိတ်ဟာမြို့လိုပမာထားပြီးတော့မိမိစိတ်ထဲမှာအကုသိုလ်တရားတွေဖြစ်ပေါ်မလာအောင်ရှက်ချင်းလို့ဆိုတဲ့အကုသိုလ်ကိုယုံမုန်းခြင်းလို့ဆိုတဲ့ကုသိုလ်တရားဆက်ဆုပ်ခြင်းဆိုတဲ့ဟိရိဆိုတဲ့တရားကုသိုလ်တရားတွေဖြစ်ပွားစေနိုင်တဲ့ဟိရိဆိုတဲ့တရားဟာကျုံးတဖွဲမြို့ကိုအကာအယံမြို့အခြေကိုကပ်မလာနိုင်အောင်ကျုံးနဲ့ပတ်ရန်ထားပြီးတဲ့ကဲ့သို့ဟိရိတရားနဲ့ပဲလွှမ်းခြုံပြီးတော့ထားတဲ့နေဟောမြတ်စွာဘုရားမြို့နဲ့ဥပမာတူရှင်းပြီးတော့ဟောပြဒါကြောင့်မို့အကုသိုလ်တရားတွေကိုယ်တဏ္ဍမှာမဖြစ်ဖို့အတွက်ဟိရိဆိုတဲ့တရားဟာမြို့ကိုကျုံးပတ်ထားပြီးတဲ့ကဲ့သို့အလွန်အရေးပါတဲ့နေရာမှာရှိတယ်ပေါ့ဒါကြောင့်သ
တရားဆိုတဲ့တရားတိုင်းကြံ့ကြံ့ခိုင်အောင်လှုပ်ထားပြီးတော့ဟိရိဆိုတဲ့ကျုံးရည်တွေနဲ့ပတ်ရန်လွှမ်းခြုံပြီးတော့ကာယံထားရမယ်လို့ဒီလိုဆိုတာဟောနောက်တစ်ခုကြတော့ဘာရုံးလို့ဆိုတဲ့အခါမှာမြို့တစ်မြို့လေးမှာသူကမြို့ရိုးမြို့တိုင်းကြီးရှိတယ်အဲ့ဒီမြို့ရိုးမြို့တိုင်းကြီးရဲ့အတွင်းမှာရန်သူချင်းကပ်လာလို့ရှိရင်အတွင်းကအလွယ်တကူလှက်ပတ်ပြီးတော့မြို့ကိုထိမ့်သိမ်းဆောင်ရှောက်ဖို့ဆိုတာအရေးကြီးတယ်ပေါ့ပြင်မရန်သူတွေဝင်လာမှာကိုဟန်တားနိုင်အောင်အဲ့ဒီမြို့ရိုးကြီးရဲ့အတွင်းဘက်မှာပတ်လန်းကြီးဆိုတာကျဲကျဲပြန့်ပြန့်အမြင့်မြင့်ကြီးမြင့်မြင့်ကြီးကျဲကျဲပြန့်ပြန့်ကြီးတိဆောက်ထားဖို့လိုအပ်တယ်အလွယ်တကူအတွင်းကလူတွေကမြို့တိုင်းအပေါ်ကိုရောက်အောင်တက်ပြီးတော့ပတ်လည်မှာမြို့လုံခြုံရေးအတွက်အလွယ်တကူဆောင်ရွက်နိုင်အောင်အဲ့ဒီပတ်လန်းကြီးရှိဖို့လိုအပ်တယ်အဲ့ဒီပတ်လန်းကြီးလို့ကိုယ်တဏ္ဍမှာကိလေသာဆိုတဲ့အညစ်အကြေးတွေကိုတွန်းလှန်ဖယ်ရှားဖို့အတွက်အကုသိုလ်မဖြစ်ဖို့အတွက်အရေးကြီးတာဘာလဲလို့ဆိုရင်ဩတ္တပလို့ခေါ်တဲ့လမ်းကြောင်းမှုဟာအရေးပါတယ်အကုသိုလ်တရားတွေကိုကြောက်ရွံ့တဲ့ဩတ္တပဟာမြို့ရိုးကြီးထိတ်ကပတ်လန်းကြီးတစ်ဖွဲ့ဖြစ်တယ်ပေါ့အဲ့ဒါလို့မြို့ကိုလုံခြုံရေးအတွက်အတွင်းကနေလှက်ပတ်ပြီးတော့လုံခြုံအောင်ဆောင်ရွက်နိုင်တဲ့နေရာရှိတယ်လို့ဩတ္တပဆိုတဲ့ပတ်ဝန်းကျင်ကိုဂရုစိုက်တတ်တယ်ပတ်ဝန်းကျင်ကိုဂရုစိုက်တယ်ဆရာသမားတွေကိုဂရုစိုက်တယ်မိဘတွေကိုဂရုစိုက်တယ်ပတ်ဝန်းကျင်ကိုလေးစားခြင်းလေးစားပြီးတော့အကုသိုလ်ကရှောင်ကျင်ခြင်းလို့ဆိုတဲ့ဒီဩတ္တပဟာပတ်လန်းကြီးနဲ့အလားတန်တူတယ်လို့မြတ်စွာဘုရားကဒီလိုရှင်းပြဒါကြောင့်မို့တရားလည်းရှိရမယ်ဟိရိလည်းရှိရမယ်ဩတ္တပလည်းရှိရမယ်ဆိုတဲ့ဒီတရားတွေဟာအကုသိုလ်ဖယ်ရှားဖို့အတွက်အရေးပါတဲ့အင်္ဂါရပ်တွေတစ်ခုဖြစ်လာတယ်လို့ဒီလိုဆိုတာပေါ့နောက်တစ်ခုဟာမြို့ခိုင်ခံ့မှုအတွက်ဒီအချက်တွေကလုံလောက်တယ်တရားကြံ့ခိုင်တယ်ဟိရိရှိတယ်ဩတ္တပဆိုတဲ့ပတ်လန်းရှိတယ်ဆိုတော့ပြင်မဲ့ကရန်သူပေါ်လာလို့ရှိရင်တွန်းလှန်နိုင်မှုဆိုတာလက်နဲ့မပါရင်မရှိဘူးမဖြစ်ဘူးဒါကြောင့်မို့နေဇတ်ဒေသမြို့တွေမှာဆိုလို့ရှိရင်မြို့ထဲမှာလက်နဲ့တည်အပြည့်စုဆောင်းထားရှိဖို့လိုအပ်တယ်ပေါ့အဝေးကလှမ်းပြရတဲ့လက်နဲ့ပဲဖြစ်စေကင်ဆွဲပြီးတော့တော်လှန်ရတဲ့လက်နဲ့မျိုးပဲဖြစ်စေအဲ့ဒါလို့လက်နဲ့မျိုးတွေဟာလည်းပဲမြို့တွင်းမှာအလုံးအလောက်ရှိနေဖို့လိုအပ်တယ်ရှေးခေတ်ကတော့မြားတို့လှန်တို့ဓာတ်တို့ဆိုတဲ့လက်နဲ့တွေပေါ့အဲ့ဒါလို့လက်နဲ့မျိုးတွေမြို့ထဲမှာရှိနေရရန်သူဝင်လာလို့ရှိရင်တွန်းလှန်ဖယ်ရှားပစ်ဖို့မြို့ဘလောက်ပဲခိုင်ရန်သူကပေါက်ရောက်ပြီးအတွင်ကတ်လာပြီဆိုလို့ရှိရင်ဒီလက်နဲ့တွေနဲ့တွန်းလှန်ပစ်ဖို့လိုအပ်တယ်ပေါ့တရားတရားကြံ့ခိုင်ပေမဲ့နော်တရားတရားကြံ့ခိုင်မှုရှိတော်လဲပဲအကုသိုလ်တွေဆိုတာဝင်လာနိုင်တယ်ဟိရိကိုတွန်းလှန်ပြီးတော့ဝင်လာနိုင်တယ်ဩတ္တပကိုတွန်းလှန်ပြီးတော့ဝင်လာနိုင်တဲ့အကုသိုလ်အဲ့ဒီခါကျတော့လက်နဲ့ကောင်းကောင်းနဲ့ပြန်လဲမောင်းထုတ်နိုင်မှုလိုအပ်တယ်အဲ့ဒါကြတော့ဘာလဲလို့ဆိုရင်ဘဟုတုတ္တလို့ဆိုတဲ့တုတ္တဟာလက်နဲ့တစ်ဖွဲ့ဖြစ်တယ်ပေါ့ရန်သူတွေချင်းကပ်လာလို့ရှိရင်မြတ်စွာဘုရားရဲ့အဆုံးအမတွေများများကြားနာပြီးတော့ဒီရန်သူတွေကိုဘယ်ပုံပဲနည်းစိတ်တန်ရှင်းအောင်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အကုသိုလ်ရန်သူတွေကိုဘယ်ပုံပဲနည်းရှင်းပြရမယ်ဆိုတဲ့ဘဟုတုတ္တဆိုတဲ့ဘုရားရဲ့တရားတော်တွေနာယူမှတ်သားထားမှုဟာအင်တန်မှအရေးကြီးတယ်လို့ဒီလိုဆိုတာပေါ့ဆိုပါစို့သဗ္ဗေသင်္ခါရအနိစ္စဆိုတာသင်္ခါရတရားတွေဟာဘယ်အရာမှမမြဲဘူးရသော်ဘုရားဟောထားတာကိုကြားဘူးနေတယ်သဗ္ဗေသင်္ခါရဒုက္ခသင်္ခါရတရားတွေဟာဖြစ်ပြမှုတွေနဲ့နှိမ့်ဆက်နေတာဖြစ်သောကြောင့်ဒုက္ခဖြစ်တယ်ဆိုတာအဲ့ဒါလို့ကြားဘူးနာဝဘဟုတုတ္တတွေနဲ့ဆင်ញင်သုံးသပ်ကြည့်လို့ရှိရင်ဖြစ်ပေါ်လာတဲ့အကုသိုလ်တွေကိုလျှော့ချပြနိုင်တယ်ပေါ့ဆိုပါစို့တစုံတစ်ခုကြောင့်တောကဖြစ်နေတယ်ဆိုရင်ဒီတောကဟာဘာကြောင့်ဖြစ်တာတုတ္တရှိတဲ့ပုဂ္ဂိုလ်ကဖြစ်လာတဲ့တောကတစ်ခုကိုဘယ်လိုဖယ်ရှားရမလဲဆိုတာကို
မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသိထားမယ်ဆိုလို့ရှိရင်ဖြစ်လာတဲ့တောကကိုဖယ်ရှားနည်းတွေ့လာမှာဖြစ်မြတ်စွာဘုရားကတဏှာယဇာယတိတောကောလို့ဒီလိုဟောထားတယ်ငါအခုတောကဖြစ်နေတာတွေ့တာမှုတွေကြောင့်ဖြစ်နေတာပါလားဒီတွေ့တာမှုကိုငါဖယ်ရှားရမှာပါလားဆိုရင်ဟောဒီလက်နဲ့တပွဲဖြစ်တဲ့ဘောဓုတဆိုတာအမှန်တမ်းအရေးကြီးတာပေါ့အဲ့ဒါလို့အသိဉာဏ်နဲ့ဆိုပါစို့ဒေါသဖြစ်လာလို့ရှင်စိတ်ရဲ့ထွက်ပေါက်ဟာဘယ်လိုရှာရမလဲဒေါသထွက်လာလို့ရှင်ဒေါသကိုအကျိုးစီးပွားကိုလိုလားခြင်းဆိုတဲ့မေတ္တာတရားနဲ့ဟန်တာပြည့်ရမယ်ဒေါသဖယ်ရှားဖို့အတွက်မေတ္တာကိုပွားရမယ်ဆိုတဲ့ဒီကြာဘူးနာဝတုတ္တလေးကိုနှလုံးသွင်းပြီးတော့အော်ငါတဏ္ဍာမှာဖြစ်လာတဲ့ဒေါသဘာနဲ့ဖယ်ရှားရမလဲဘယ်လက်နဲ့ကိုအသုံးချရမယ်ဆိုတဲ့ဟောဒီတုတ္တလေးရှိလာတာဟာလက်နဲ့တပွဲဖြစ်လာတယ်ပေါ့ရန်သူဖြစ်တဲ့ဒေါသကိုဘာနဲ့လောက်ရမယ်ဆိုတာဟာဒီတုတ္တကိုအခြေခံပြီးတော့သိရှိနားလည်လာနိုင်တယ်ဒါကြောင့်မို့ဘောဓုတ္တဟာလက်နဲ့တပွဲဖြစ်တယ်တဲ့ဘောဓုတ္တရှိနေလို့ရှင်ကိုယ်တဏ္ဍာမှာဖြစ်လာတဲ့အကုသိုလ်တွေအပြစ်မကင်းတဲ့အကုသိုလ်တွေစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပြစ်နိုင်ဖို့အတွက်တုတ္တဆိုတဲ့လက်နဲ့စုဆောင်းထားရမယ်လို့ဒီလိုဆိုတာပေါ့နော်မြို့ပြမှာလက်နဲ့တွေလိုသလိုပဲမိမိတဏ္ဍာမှာအကုသိုလ်တွေဖယ်ရှားဖို့အတွက်ဟောဒီတုတ္တဆိုတဲ့လက်နဲ့ဟာအရေးပါတယ်လို့ဒီလိုဆိုတယ်ကောင်းပြီလက်နဲ့ဆိုတာလက်နဲ့အသုံးချတဲ့ပုဂ္ဂိုလ်ကလိုအပ်သေးတယ်လက်နဲ့တော့ရှိပါရဲ့လက်နဲ့ဆိုင်ကင်ဆွဲမဲ့လူမရှိဘူးဆိုလို့ရှိရင်လည်းအသုံးဝင်မှာမဟုတ်ဘူးဒါကြောင့်မို့မြို့ထဲမှာလက်နဲ့တွေစုဆောင်းထားသလိုလက်နဲ့ကိုဆွဲကင်ပြီးတော့တတ္တိရှိရှိနဲ့ရန်သူကိုတွန်းလှန်မဲ့စစ်သူရဲကောင်းတွေဟာလည်းလိုအပ်တယ်ပေါ့မြို့ပြထဲမှာခန္ဓာလောက်ထားတဲ့တဲမဲ့သူရဲကောင်းတွေအင်တာမအရေးပါမြို့ထဲမှာရှိတဲ့လက်နဲ့တွေဆွဲကင်ပြီးတော့ချင်းကပ်လာတဲ့ရန်သူတွေကိုရဲရဲဝံ့ဝံ့တိုက်နိုင်တဲ့သူရဲကောင်းတွေဟာလည်းမြို့ထဲမှာရှိနေဖို့လိုအပ်တယ်အေးထို့တူရဲ့ဘောဓုတ္တတော့ရှိပါရဲ့အဲ့ဒီတုတ္တဆိုတဲ့လက်နဲ့ကိုအသုံးချမဲ့ပုဂ္ဂိုလ်ကအသုံးချမဲ့အရာကဘာတူလဲလို့ဆိုလို့ရှိရင်အကုသိုလ်စစ်ပွဲမှာအနိုင်တိုက်ဖို့အတွက်လက်နဲ့ကိုအသုံးချမဲ့ဟာကတော့တခြားမဟုတ်ဘူးဝီရိယပဲဖြစ်တယ်ပေါ့လုံလဝီရိယနဲ့တွန်းလှန်ပြရမယ်တုတ္တဆိုတဲ့လက်နဲ့ကြီးကင်ထားပြီးတော့လုံလဝီရိယမရှိဘူးဆိုတဲ့လုံလဝီရိယကင်းမဲ့နေမယ်ဆိုလို့ရှိရင်အသုံးဝင်မှာမဟုတ်ဘူးဒါကြောင့်မို့လုံလဝီရိယဟာစစ်တီဘိုဘာတွေနဲ့အလားတရံတူတယ်မြို့တစ်မြို့မှာသူရတတ္တိရှိတဲ့သူရဲကောင်းတွေလက်နဲ့ဆွဲကင်ပြီးတော့ပြင်ပကကျူးကျော်ဝင်ရောက်လာတဲ့ရန်သူကိုတွန်းလှန်သလိုမိမိရဲ့စိတ်ထဲမှာကျူးကျော်ဝင်ရောက်လာတဲ့အကုသိုလ်တွေကိုတွန်းလှန်ပစ်တာမျိုးဖြစ်ရမယ်လို့ဟောဝီရိယဆိုတာလေလိုအပ်ချက်တစ်ခုပဲလို့ဟောနောက်တစ်ခုကဘာလဲလို့ဆိုရင်အေးမြို့ထဲမှာဒီလုံခြုံရေးအတွက်အရေးပါတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲလို့ဆိုရင်မြို့တစ်မြို့မှာလုံခြုံရေးအရေးပါတာဟာတကားမှုပဲဖြစ်တယ်ပေါ့မြို့ဝင်တကားကြီးတွေမှာကြီးကြပ်အုပ်ချုပ်တဲ့တကားမှုဟာအသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်မှန်ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်မြို့ထဲမှာဝင်လာတဲ့ပုဂ္ဂိုလ်တွေကိုအမြဲတမ်းစစ်ဆေးသိရှိရမျက်နှာစိမ်းတွေကိုမသိတဲ့ပုဂ္ဂိုလ်တွေကိုမြို့ထဲကိုမဝင်စေရဘူးသိတဲ့ပုဂ္ဂိုလ်တွေကိုသာဝင်စေရမသိတဲ့ပုဂ္ဂိုလ်ရောက်လာလို့ရှိရင်မြို့ထဲမှာအဝင်မခံဘူးဟန်တာဖြစ်အဲ့ဒါလို့မြို့ကိုလုံခြုံရေးအတွက်တကားမှုဟာကြက်ကြက်မတ်မတ်စစ်ဆေးရအဲ့ဒီစစ်ဆေးရတယ်လို့ပဲလူရဲ့စိတ်ဆိုတဲ့မြို့ကလေးတစ်ခုဟာလည်းပဲကြည့်စဉ်းစားကြည့်အကုသိုလ်တွေဝင်လာနိုင်ဖို့တွေအတွက်တကားလုံခြုံဖို့အတွက်အရေးကြီးတယ်ပေါ့လူတွေမှာဓဝရ6ပါးလို့ဆိုတဲ့မျက်စိတကားကလည်းမြင်တဲ့အာယုံပေါ်မှာကြည့်ပြီးလောဘဒေါသဖြစ်နိုင်တယ်နားကအတန်ကြားပြီးတော့လဲလောဘဒေါသဖြစ်တယ်နှာခေါင်းကအနံ့ရပြီးတော့လဲလောဘဒေါသဖြစ်တယ်လျှာက
အရသာခံပြီးတော့လေလောဘဒေါသဖြစ်တယ်ခန္ဓာကိုယ်ကထိတွေ့ပြီးတော့လေလောဘဒေါသဖြစ်တယ်စိတ်ကူးကြံစီပြီးတော့လေလောဘဒေါသတွေဖြစ်လာအဲ့ဒါလို့ဣန္ဒြေ6ပါးဓဝရ6ပုံမှာဝင်လာနိုင်တဲ့ဖြစ်ပေါ်လာနိုင်တဲ့အကုသိုလ်တရားတွေလောဘဒေါသမောဟဆိုတဲ့အကုသိုလ်တရားတွေဝင်မလာအောင်တကားစောင့်တဖွဲ့ဖြစ်တဲ့တတိတရားဟာအလွန်တရာအရေးကြီးတယ်လို့ဆိုတယ်ပေါ့မျက်စိကဝင်လာတဲ့ဒီကိုလူဟုတ်တယ်မဟုတ်ဘူးရန်သူဟုတ်တယ်မဟုတ်ဘူးအမြဲတမ်းစောင့်ကြည့်ပြီးတော့လောဘဆိုရင်စိတ်ထဲမှာလောဘဆိုရင်ရန်သူပဲအဝေမခံနဲ့ဒေါသဆိုရင်လည်းရန်သူပဲအဝေမခံနဲ့မောဟဆိုလည်းရန်သူပဲအဝေမခံနဲ့အမြဲတမ်းစောင့်ကြည့်ပြီးတော့တတိကနေပြီးတော့တကားမှုတဖွဲဝင်လာတဲ့အာယုန်တွေပေါ်မှာဖြစ်ပေါ်နေတဲ့အကုသိုလ်တရားတွေကိုအဝေမခံမဲနဲ့တွန်းလှန်ဖယ်ရှားနေတယ်ဟန်တာပြစ်တယ်လို့ဒီလိုဆိုတာပေါ့ဒါကြောင့်မို့တတိကိုတကားမှုလို့ကိလေသာတွေကိုတွန်းလှန်တဲ့စစ်ပွဲမှာတတိဟာအလွန်အရေးကြီးတယ်လုံခြုံရေးအတွက်အလွန်အရေးကြီးလို့တတိကိုတကားမှုလို့မြတ်စွာဘုရားကဒီလိုဟောတာဖြစ်တယ်ပေါ့အေးနောက်မြို့မှာအရေးကြီးတာတခုကဘာတော့လို့ဆိုလို့ရှိရင်မြို့ရိုးမြို့တိုင်းမြို့ရိုးမြို့တိုင်းကြီးဟာမြင့်လဲမြင့်ရမယ်ကျယ်လဲကျယ်ရမယ်ဓမ္မရန်သူတွေဟာအလွယ်တကူကျူးကျော်ဝင်ရောက်နိုင်ခြင်းကိုမရှိဘူးဟန်တားနိုင်တယ်မြို့ရိုးဟာမြို့တိုင်းကြီးဟာမြင့်လဲမြင့်ပြီးတော့ကျယ်လဲကျယ်တယ်အပေါ်ကနေပြီးတော့အုတ်မြုပ်ရိုးကြီးဆိုလို့ရှိရင်လည်းပဲအလွယ်တကူနဲ့ချင်းကပ်ပြီးတော့ဖြိုဖျက်လို့မရအောင်အလွန်မာတဲ့အင်္ဂရိမျိုးတွေရှိဖို့လိုအပ်တယ်မြို့သားကိုမချင်းကပ်နိုင်အောင်ဒီတန်ငုတ်တွေဆူးငုတ်တွေဆိုတာတွေနဲ့မြို့တိုင်းအောက်ခြေမှာတူးဖြိုလို့မရအောင်ကြန့်ခိုင်မှုတွေကိုစီမံပြီးတော့ထားရရန်သူကမြို့ရိုးကိုကတ်လာပြီးတော့မြို့တိုင်းပြိုလဲသွားအောက်ခြေကနေတူးဖြိုတတ်တယ်အဲ့ဒါမျိုးအနီးနားမကတ်နိုင်လောက်အောင်စီမံဆောင်ရွက်ထားတာအဲ့ဒါဟာမြို့ပြခိုင်မာမှုအတွက်ဒီတိုင်းဟာမြို့တိုင်းကြီးဟာမြို့ရိုးကြီးဟာအလုံးကိုအရေးပါတယ်လို့ဆိုရပေါ့အဲ့ဒီမြို့တိုင်းကြီးမြို့ရိုးကြီးအရေးပါတယ်လို့ပဲကိလေသာစစ်ပွဲမိမိစိတ်ဓာတ်ကိလေသာတွေမဝင်ရောက်ဖို့ရန်သူတွေကိုတွန်းလှန်ဖယ်ရှားနိုင်ဖို့အတွက်အရေးကြီးဆုံးကဘာတော့ဆိုရင်ပညာပဲဖြစ်တယ်ပေါ့အဲ့ဒီပညာဆိုတဲ့မြို့ရိုးမြို့တိုင်းကြီးကိုအခိုင်အမာလှုပ်ထားနိုင်ပြီဆိုလို့ရှိရင်တော့ဘယ်ကိလေသာမှဒီမြို့ထဲမှာပေါက်ရောက်လာအောင်ဘယ်ကိလေသာရန်သူမှစိတ်ထဲမှာဝင်ရောက်လာမှုမဖြစ်နိုင်တော့ဘူးလို့မြတ်စွာဘုရားသခင်ကိုရောမြတ်နဂရောပမတုတ်ပါအခုလို့ဥပမာနဲ့နားလဲအောင်ရှင်းလင်းဟောပြတာဖြစ်တယ်ပေါ့အလုံးခြုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူရဲ့စိတ်ကိုအလုံးအသီးသီးသောပုဂ္ဂိုလ်တွေရဲ့စိတ်ထဲမှာကိလေသာဆိုတဲ့အညစ်အကြေးတွေဖယ်ရှားဖို့ကောင်းမြတ်တဲ့သဘာဝတရားတွေတည်ဆောက်ဖို့တန်ရှင်းစင်ကြယ်တဲ့ဘဝဖြူစင်တဲ့စိတ်နေစိတ်ထားနဲ့နေနိုင်ဖို့အတွက်အခုလိုအပ်ချက်တွေမြို့ကြီးတစ်ခုတည်ဆောက်ထားသလိုကိုယ်စိတ်ရဲ့လုံခြုံမှုအတွက်တတ္ထာဆိုတာရှိရမယ်ဟိရိဆိုတာရှိရမယ်ဩတ္တပဆိုတာရှိရမယ်တုတ္တဆိုတာရှိရမယ်တတိဆိုတာရှိရမယ်ဝီရိယဆိုတာရှိရမယ်ပညာဆိုတာရှိရမယ်လို့အဲ့ဒီရှိရမယ်အချက်တွေနဲ့မိမိရဲ့စိတ်ဓာတ်လုံခြုံမှုအတွက်စိတ်ထဲမှာကိလေသာအညစ်အကြေးတွေမဖြစ်အောင်တန်ရှင်းစင်ကြယ်ပြီးတော့ဖြူစင်တဲ့မိမိဘဝဆောင်ရွက်နိုင်အောင်အတွက်ဒီအရေးချင်းတွေဟာအလွန်အရေးပါတဲ့အရေးချင်းတွေဖြစ်မြတ်စွာဘုရားမြို့ပြဥပဒေနဲ့ဥပမာနဲ့ရှင်းလင်းဟောကြားထားတာပဲဖြစ်တယ်ပေါ့အေးမြို့ကြီးတစ်မြို့မှာဒီလောက်နဲ့လုံလောက်ပလားလို့ဆိုမလုံလောက်သေးဘူးဘာတွေလုပ်ဖို့လိုလဲဆိုရင်အဲ့ဒီနေဇတ်မြို့တွေမှာရှိရမယ့်အချက်တွေဟာဘာတွေတုံးဆိုလို့ရှိရင်မြတ်တို့ထင်းတို့ရေတို့ပြည့်ပြည့်စုံစုံမြို့ထဲမှာလှောင်ထားဖို့လိုအပ်တယ်ပေါ့ဒါတွေဟာလည်းအရေးပါတယ်မြို့ကိုရန်သူတွေဝိုင်းထားပြီးဆိုလို့ရှိရင်အထဲထဲမှာနွားစာမြင်းစာဆိုတဲ့
စင်စာမြင်းစာတွေအတွက်မြက်တီလုံလုံလောက်လောက်တိရစ္ဆာန်အစားအစာတွေလုံလုံလောက်လောက်ရှိဖို့လိုတယ်ထမင်းချက်စားဖို့အတွက်ထင်းလုံလုံလောက်လောက်ရှိဖို့လိုတယ်လူတွေအသုံးပြုဖို့အတွက်ရေလုံလုံလောက်လောက်မြို့ထဲမှာဒီတိုးလောင်ထားဖို့လိုအပ်တယ်ဒီလိုဆိုတာနောက်တစ်ခုကမြက်ထင်းရေလုံလုံလောက်လောက်ရှိတယ်လို့ပဲနော်ဆန်တို့စပါးတို့လည်းမြို့ထဲမှာလုံလုံလောက်လောက်တိုးပြီးတိမ့်ထားဖို့လိုအပ်တယ်နောက်တစ်ခုကဆန်ကြီးရှိလို့လည်းမဖြစ်ဘူးဟင်းကျွေးဟင်းရအတွက်နှမ်းတို့ပဲတို့ဆိုတာတွေလည်းလိုအပ်သေးတယ်နောက်ဆုံးတစ်ခုကတော့ဘာတွေတုံးဆိုမကြမ်းမမာဖြစ်လာလို့ရှိရင်လည်းပဲဆေးဝါးဓာတ်စာဆိုတာလိုအပ်တယ်မြို့ပြရဲ့အင်္ဂါရက်တွေထဲမှာလုံခြုံရေးအတွက်ဆောင်ရွက်လုပ်ကင်ထားတာတွေပြည့်စုံပြီးတဲ့နောက်မှာအခုလိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းထားပြီးဖြစ်ရမယ်ထို့တူပဲဘုန်းကြီးတို့တွေစိတ်ကိုလုံခြုံအောင်လုပ်ပြီးတော့ကိလေသာတွေကိုတိုက်ပွဲဝင်တဲ့အခါမှာလိုအပ်ချက်တွေကဘာတွေတုံးဆိုရင်ကိလေသာတွေကိုအနိုင်တိုက်နိုင်မှုအတွက်စိတ်ဓာတ်ကြံ့ခိုင်မှုဟာအရေးကြီးတယ်ဒါကြောင့်မို့စိတ်ဓာတ်ကြံ့ခိုင်မှုအတွက်ဇန်ဆိုတာသမထကျင့်စဉ်တစ်ခုကိုပံ့ပိုးပေးဖို့မြတ်စွာဘုရားကထိသွင်းပြီးတော့ဟောထားတာဖြစ်တယ်ပထမဇန်ဆိုတဲ့ကာမအာယုန်တွေကလွတ်လပ်ပြီးတော့ဝိဝေကသပိတိဒုက္ခဝိဝေကသပိတိဒုက္ခကာမဂုဏ်အာယုန်တွေနဲ့ကင်းကွာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ကျင့်တတ်မှုချမ်းသာမှုဆိုတာတွေနဲ့စိတ်ဓာတ်ဟာစိတ်ဓာတ်ထဲမှာဒါတွေနဲ့လွှမ်းခြုံပေးထားဖို့လိုအပ်တယ်အဲ့ဒီပထမဇန်ဆိုတဲ့အရာဟာဘာနဲ့ဥပမာတူတော့ဆိုရင်မြို့တစ်မြို့အတွင်းမှာမြက်တို့ထင်းတို့ရေတို့ပြည့်စုံအောင်တူလောင်ထားတာနဲ့အလားတန်တူတယ်ပေါ့ဒါကြောင့်မို့ကိုယ့်ရဲ့တဏ္ဍမှာဝိဝေကသပိတိဒုက္ခဆိုတာကိုယ်စိတ်ထဲမှာရှိနေဖို့ကြိုးစားအထောက်အမှာဖြစ်တယ်ပေါ့နောက်တစ်ခါဆန်တို့ပဲတို့ဆန်တို့စပါးတို့ဆိုတာဟာလူတွေစားတော့ဖို့အတွက်အမာခံပစ္စည်းတွေဖြစ်တယ်လို့ပဲဒုတိယဇန်လို့ဆိုတဲ့ဒီပိဋိဒုက္ခဆိုတာအင်တမအရေးကြီးတယ်ပေါ့ဆန်တွေစပါးတွေရှိမှလူတွေမြို့ထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေစားဝတ်နေရေးပြည့်စုံမှဖြစ်တယ်အကယ်၍ရန်သူတွေကဝိုင်းထားလို့ရှင်စားစရာပြတ်တောက်သွားလို့ရှင်အရှုံးပေးရမှာဖြစ်တယ်ဒါကြောင့်မို့မြို့ထဲမှာဆန်ရည်စပါးလည်းပေါ်များနေအောင်လှုပ်ထားတယ်လို့ပဲကိုယ့်ရဲ့စိတ်ထဲမှာလည်းပဲနော်တမာဓိစပိတိဒုက္ခတမာဓိကြောင့်ဖြစ်လာတဲ့ပိတိဒုက္ခရှိနေအောင်ကြိုးစားအထောက်ထားရမယ်လို့ဒီလိုဆိုပဲတို့နှမ်းတို့ပြည့်ပြည့်စုံစုံရှိပြီဆိုလို့ရှင်ဟင်းကျွေးဟင်းရအတွက်မပူရတယ်လို့ပဲမြို့ပြထဲမှာပဲတွေနှမ်းတွေတူလောင်ထားတယ်လို့ပဲကိုယ်စိတ်ထဲမှာလည်းပဲနေပိတိကဒုက္ခဆိုပီတိမပါတဲ့ချမ်းသာဆိုတာလည်းပဲအရေးပါတဲ့အရာဖြစ်တယ်ပေါ့ဒါကြောင့်မို့သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့နေပိတိကဒုက္ခပီတိမပါတဲ့ဒုက္ခရအောင်လည်းပဲကြိုးစားအထောက်ထားကြအောင်ဖြစ်တယ်တဲ့နောက်ဆုံးမှာမကြမ်းမမာဖြစ်လာလို့ရှင်ဆေဝါဒသဆိုတာလည်းပဲမြို့ထဲမှာအစင်းသင်းရှိနေတယ်လို့စိတ်ထဲမှာလည်းပဲလိုအပ်ချက်တွေအတွက်စိတ်ရဲ့ကြည်ကဲခြင်းဝမ်းနည်းခြင်းဆိုတာတွေမဖြစ်ဖို့အတွက်ဥပိ္ပခဒုက္ခခံစားချက်တွေလုံးဝဝေးကွာနေတဲ့လက်တွေ့ရှုနိုင်တဲ့တည်ငြိမ်တဲ့ခံစားချက်နဲ့ချမ်းသာဒုက္ခရရှိတာတဲ့စတုထဇံလို့ဆိုတဲ့ဒီစိတ်ရဲ့အခြေအနေတစ်ခုနဲ့လည်းလွှမ်းခြုံထားဖို့လိုအပ်တယ်လို့မြတ်စွာဘုရားကနဂရောပမသုတ်တံမှာအခုလိုဟောကြားထားတာဟာဘဝတစ်ခုမှာစင်ကြယ်တန်ရှင်းတဲ့စိတ်ဓာတ်ရရှိပြီးဘဝခရီးကိုဖြတ်သန်းနိုင်ဖို့အတွက်အခုလိုဟောကြားဆုံးမတော်မူတာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုန်းကြီးတို့တွေဘဝမှာနေထိုင်ကြခြင်းဟာကိလေသာဆိုတဲ့ရန်သူတွေဝိုင်းရံထားတဲ့အနေအထားမျိုးရှိနေတယ်အဲ့ဒီကိလေသာဆိုတဲ့ရန်သူတွေဟာလူတိုင်းမှာသူတို့ရဲ့နှိပ်စက်မှုတွေကလွတ်မြောက်အောင်ဒီရန်သူတွေကိုတွန်းလှန်ပြီးတော့
ဒီကိလေသာရန်သူတွေကိုမတွန်းလှန်နိုင်ဘူးဆိုရင်အပေဆင်းရဲကိုကြားကြရမယ်ငရဲရောက်ရတာတို့တိရစ္ဆာန်ဖြစ်ရတာတို့ပြိတ္တာဖြစ်ရတာတို့လူဘဝရလာတော့လဲမပြည့်စုံတဲ့ဘဝမျိုးနဲ့ဆင်းရဲဒုက္ခတွေတန်တရားထဲမှာမလွတ်နိုင်လောက်အောင်ဒုက္ခတွေကျုံနေဟာရန်သူတွေရဲ့နှိမ့်ဆက်မှုတွေဒါလည်းဖြစ်တယ်ပေါ့အဲ့ဒီနှိမ့်ဆက်မှုတွေရန်သူတွေရှင်းသွားအောင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘယ်ပုံပဲနည်းနဲ့ဒီရန်သူတွေကိုရှင်းရမယ်ကိုယ်စိတ်လေးတွေကိုလုံခြုံအောင်ဘာတွေဟာလိုအပ်တယ်ဆိုတာကိုအခုလိုရှင်းလင်းဟောကြားတာဖြစ်တယ်ပေါ့ဒါကြောင့်မို့တတ္တာဆိုတဲ့တရားတိုင်းကြံ့ကြံ့ခိုင်အောင်ထားဖို့တတ္တာဆိုတဲ့တရားတိုင်းကြံ့ကြံ့ခိုင်နေဖို့လိုအပ်တယ်ခိရိဆိုတာရှိရမယ်ဩတ္တပဆိုတာရှိရမယ်တုတ္တဆိုတာရှိရမယ်အာရတ္တဝိရိယဆိုတာရှိရမယ်တတိဆိုတာရှိရမယ်ပညာဆိုတာရှိရဒါတွေဟာတကယ်အရေးပါတဲ့ကိလေသာဆိုတဲ့ရန်သူတွေကိုတွန်းလှန်ဖို့အတွက်အရေးပါတဲ့အချက်တွေဖြစ်တယ်ဒီအချက်တွေနဲ့တွန်းလှန်မှတန်တရားဝဆင်းရဲကလွတ်မြောက်ဖို့အတွက်ဖြစ်လာမှာဖြစ်တယ်ဘဝမှာကိလေသာအညစ်အကြေးတွေကိုတွန်းလှန်ဖယ်ရှားနိုင်မှဘဝဒုက္ခတွေကလွတ်မြောက်မှာဖြစ်တယ်လို့ကိုစီမြတ်ဗုဒ္ဓရဲ့အဆုံးအမဒေသနာတော်အတိုင်းသိရှိနားလည်ကြပြီးလင်တို့တွေရဲ့ကိလေသာတိုက်ပွဲဟာအခုလိုအရေးပါတဲ့အချက်တွေတို့မှာစုဆောင်းပြီးတော့အစဉ်သင့်ရှိနေမှသာလင်ဒီစိတ်ဓာတ်ဖြူစင်ပြီးတော့ဘဝခရီးမှာဆင်းရဲဒုက္ခတက်တက်တာတာနဲ့နေနိုင်မှာဖြစ်တယ်ဆိုတာကိုသိရှိနားလည်ကြပြီးမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း